အားလုံးပဲမင်္ဂလာပါ The Mass Recap ကနေပြန်လည်ကြိုဆိုလိုက်ပါရီ Detroit မြို့က shopping mall တစ်ခုထဲမှာရှိတဲ့ရုပ်ရှင်ရုံတစ်ခုမှာပေါ်ဟာတိတ်ပံစိတ်ကူးရင်စောင်းတအုပ်ကိုဖတ်နေခဲ့ပါရီသူရဲ့ရှေ့မှာတော့ projector နဲ့ရုပ်ရှင်ပြနေတာကိုပရိသတ်တွေကကြည့်ရှုနေကြပါရီစောက်ထဲမှာတော့200ပေါင်းများစွာကလေးကတွေ့ရှိခဲ့တဲ့နတ်မောင်ဆန်းကျဲတဲ့အရာဝတ္ထုတစ်ခုအကြောင်းကိုရေးသားထားပါရီအဲ့ဒီအရာဝတ္ထုကစိတ်ကူးလို့မရနိုင်တဲ့အရာတွေကိုလှုပ်ဆောင်နိုင်စွမ်းရှိပုံရပါရီခဏကြာမှာတော့ပေါ်ဟာလည်း projector ခန်းထဲကိုဝင်သွားခဲ့ပါရီပစ္စည်းကိရိယာတွေကိုကင်တွယ်နေတော့မှပဲရုတ်တရက်မီးတွေပြက်ပြီးတော့ရုပ်ရှင်ရုံတစ်ခုလုံးကလည်းမှောက်မိုက်သွားခဲ့ပါရီပေါ်ဟာလည်းအပြင်ဘက်ကိုကြည့်လိုက်တော့ရုပ်ရှင်ကြည့်နေတဲ့သူတွေအားလုံးဟာလည်းပျောက်ကွယ်သွားတာကိုသတိထားမိလိုက်ပါရီဒါနဲ့သူကလည်းသူ့ရဲ့လုံဖို့ကင်ဘက်တွေကိုရှာဖို့ထွက်ခွာခဲ့ပါရီစစ်ကြံလန်းတွေအတိုင်းကိုရှောက်လာခဲ့ရင်းနဲ့ပေါ်ဟာလည်းအော်တန်တချို့ကိုကြားလိုက်ရတဲ့အချိန်မှာပဲမော်ရဲ့မီးတွေကလည်းပြန်လာခဲ့ပါရီပပလေးကိုကြည့်လိုက်တော့လူသားအလုံးကလည်းရုတ်တရက်ကိုမှပျောက်ကွယ်သွားတယ်လို့မျိုးအဝေစားတွေရနေချီပြီးတော့ကြက်မြင့်ပေါ်မှာပြန်ကျဲနေတာကိုလည်းပေါ်တွေ့လိုက်ရပါရီမကြခင်မှာပဲလုံခြုံရေးဝန်ထမ်းတို့ကပေါ်ကိုတွေ့သွားခဲ့ပြီးတော့တခြားသောဝန်ထမ်းတွေကိုတွေ့မိလားဆိုပြီးတော့မိပါရီပေါ်ကတော့မတွေ့မိဘူးဆိုပြီးတော့ပြန်ဖြေခဲ့ပြီးတော့ဘာပြီးဖြစ်နေမှမသိဘူးဆိုပြီးတော့ပြောလိုက်ပါရီဒါနဲ့သူတို့နှစ်ယောက်ဟာလည်းလုံခြုံရေးဌာနကိုတူတူလျှောက်သွားဖို့ကိုဆုံးဖြတ်လိုက်ကြပါရီလန်ဒဝဲရောက်တော့အဝေးအထည်ဆိုင်တစ်ခုကနေစုညံတန်တွေကိုကြားလိုက်ရပါရီအဲ့ဒါနဲ့ပဲအထဲမှာတရားရောက်များလမ်းပြောင်းနေမလားဆိုပြီးတော့ပေါ်ကိုအပြစ်မှာစောင့်ခိုင်းလိုက်ပြီးတော့သူကတော့အမှောင်ထဲကိုဝင်သွားခဲ့ပါရီဒီချိန်မှာပေါ်ကင်ထားတဲ့ဓမီတွေကအလုံးမလုံးတော့တာကြောင့်ပေါ်ကတော့သူ့ရဲ့ဓမီကို2ချိန်3ချိန်လောက်ကိုခောက်လိုက်ပြီးမှမီးပြန်လင်းလာခဲ့ပါရီဒါပေမဲ့လို့ဆိုင်လေးကိုကြည့်လိုက်တဲ့ချိန်မှာတော့လုံခြုံရေးဝန်ထမ်းရဲ့အဝတ်စားတွေကကျမ်းမြင့်ပေါ်မှာပြန်ကျဲနေတာကိုတွေ့လိုက်ရပါရီသူထမတော်ခင်မှာပဲအရေးတွေကြားတွေကနေစူညံတန်တွေကိုကြားလိုက်ရပြီးတော့ရုတ်တရက်အရေးတစ်ခုကသူ့စီကိုပြေးလာခဲ့ပါရီတစ်ဖက်မှာတော့ Rosemary ဆိုတဲ့ကာယကုထုံးပညာရှင်တယောက်ဟာမီးပြတ်တုံးကပျောက်ကွယ်မသွားပဲကြံ့ရစ်ခဲ့သူပါသူကတော့ဆေးရုံစင်းညံတွေအတိုင်းကိုမှပြေးလွှားခဲ့ပြီးတော့အော်ဟစ်ကအသက်ရှင်ကြံ့ရစ်တဲ့သူတွေကိုရှာဖွေနေခဲ့ပါရီမိနစ်နှဲငယ်ကြာအောင်လို့ရှာဖွေပြီးသွားတဲ့နောက်မှာတော့သူကတော့လင်းထိန်နေတဲ့ခွဲစိတ်ခန်းတစ်ခုကိုတွေ့လိုက်ရပါရီအထဲကိုဝင်လိုက်တော့ခွဲစိတ်ရင်းနဲ့တန်လန့်ကြီးဖြစ်နေတဲ့လူနာတယောက်ကိုကတင်ပေါ်မှာတွေ့လိုက်ရပါရီတစ်ချိန်တည်းမှာပဲဆေးရုံမီးတွေဟာလည်းတဖန်ပြန်ပြီးတော့မှိတ်တုံနဲ့ကိုဖျက်လာခဲ့ပါရီမီးပြတ်သွားတော့အသက်ရှင်ကြံ့ရစ်သူ Rosemary ကလည်းကြောက်လန့်တကြားနဲ့ Rosemary ကသူ့ရဲ့ဓမီကိုကြမ်းမြင့်ပေါ်ကိုပစ်ချမိသွားခဲ့ပါရီဓမီကောက်ပြီးတော့ပြန်ကြည့်လိုက်တဲ့ချိန်မှာလူနာကမရှိတော့တာကိုတွေ့လိုက်ရတာကြောင့်သူကတော့ပို့ပြီးတော့မှထိတ်လန့်သွားခဲ့ရပါရီမြို့ရဲ့တစ်ဖက်ချမ်းမှာတော့သတင်းတောက် Luke ဟာလည်းသူ့ရဲ့ရေးစာ page ရဲ့အခန်းထဲမှာကိုနိုးလာခဲ့ပါရီဘေးမှာ page ကမရှိတော့တာကြောင့်သတိထားမိတော့သူကတော့ဇဝေဇဝါဖြစ်သွားခဲ့ရပါရီဒါပေမဲ့လည်းစိတ်မပူမိပဲနဲ့တွားတိုက်နေခဲ့ပါရီလူရဲ့အခန်းထဲကနေကိုထွက်လာပြီးတော့အေကန်ဘက်ကိုရှောက်သွားတော့တိုက်ခန်းတစ်ခုလုံးမီးတွေပြတ်နေတာကိုသတိထားမိလိုက်ပါရီသူ့ရဲ့ဖုန်းကလည်းဘက်ထရီကုန်သွားပြီဖြစ်ပါရီသူ့ရဲ့ရီစာကအလုသွားပြီဆိုပြီးတော့ရေးထားတဲ့စာမက်လေးတစ်ခုကခြံခဲ့တာကိုတွေ့လိုက်ရတော့သူကလည်းအပြင်ကိုထွက်ဖို့ဆုံးဖြတ်လိုက်ပါရီဒီဇလန်တိုလေးကတော့ဒီမှာနေပဲပြီးဆုံးသွားခဲ့ရပါပြီခင်ဗျာဒီလိုမျိုးကောင်းလို့ရဇလန်ဆက်ကွက်ကောင်းလေးတွေကိုတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ The Mass Recap Channel လေးကိုလည်းကြိုက်နေတဲ့ဆိုရင်တော့ like subscribe လေးတွေပြုလုပ်ပေးခဲ့ကြပါအောင်နော်ခေတ္တဆိုရင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြရအောင်ပါအားလုံးကိုကျေးဇူးတင်ပါတယ်